ကောင်းကောင်းတို့ဘုံကိုပြန်ပြီးရာဇဝင်ကြည့်လိုက်တော့သူကကောင်းကောင်း Wellness Company Limited ပေါ့နော်အဲ့ဒီကနေတင်သွင်းဖြန့်ချီထားတယ်အထူးသဖြင့်တော့သူက New Zealand နိုင်ငံအဆင့်မြင့်ဒါနှုတ်မှုန့်ကိုအသုံးပြုထားတယ်ဆိုတာကိုသူတွေ့ရတာပေါ့နော်ဆိုတော့အရေးသွေးမြင့်နဲ့လုံခြုံစိတ်ချရတယ်ကျန်းမာရေးအတွက်အထောက်အကူပြုတယ်ပေါ့ရသောအဖြစ်တော့ကျွန်တော်တို့ကသွေးတိုးရှိတယ်စီးကြိုရှိတယ်ဆိုရင်ကြောက်တာပေါ့နော်ဒီလိုမျိုးဖြစ်ဆွက်စာတွေကျွေးတဲ့အခါမှာအထူးသဖြင့်တော့အချိုဓာတ်တွေလုံလုံကဲကဲတက်မှာကြောက်တယ်ပေးလိုက်တဲ့ဖြစ်ဆွက်စာထဲမှာအဆီတွေတအားများသွားမှာကြောက်တယ်နောက်တစ်ခုကတော့စားဓာတ်ပါဝင်မှုဆိုဒီယမ်ပါဝင်မှုဒါကိုလည်းကျွန်တော်တို့ကကြောက်တယ်ပေါ့လေကြောက်တဲ့အခါကျတော့မိသားစုတွေအနေနဲ့လည်းစိုးရိမ်ပူပန်မှုတွေရှိပါတယ်လူနာကလည်းမစားနိုင်ဘူးသွေးတိုးရှိတယ်စီးကြိုရှိတယ်ဒါပေမဲ့ဖြစ်ဆက်စွာကျွေးမယ်ဆိုတော့လေဒါလေးများတိုက်လိုက်ရင်အချိုတွေများပိုတက်မလားနော်သွေးတွေများပိုတိုးလာမလားဒီလိုမျိုးစိုးရိမ်မှုတွေရှိတယ်ငကိုရဲကမှသွေးတိုးစီးကြိုနဲ့ကိုလက်စထရောတွေတက်နေတော့ဟာဒီနှုတ်မှုန့်တိုက်လိုက်ရင်တော့ကိုလက်စထရောများပိုတက်လာမလားဆိုပြီးစိုးရိမ်ပူပန်မှုတွေရှိတာကိုတွေ့ရတယ်ဒါပေမဲ့လည်းတကယ်တမ်းဒီလာကြည့်လိုက်တော့ဒီကောင်းကောင်းမှထုတ်တဲ့နှုတ်မှုန့်2မျိုးပေါ့နော်2မျိုးထဲမှာ skim milk လို့ခေါ်တဲ့နှုတ်မှုန့်ပေါ့ powder ပေါ့သူ့မှာကြည့်လိုက်လို့ရှိရင်သူကartificial sweetener တွေလုံးဝမပါဝင်ဘူးပေါ့နော်အဲ့တော့အလွယ်လောက်ထားတဲ့ချိုဓာတ်ပါတဲ့ပစ္စည်းတွေမပါဘူးဆိုတာကိုတွေ့ရှိရတယ်နောက်တစ်ခုကတော့ဂဇီဓာတ်ပါဝင်မှုနှုန်းပေါ့နော်အချိုဓာတ်မတက်အောင် carbohydrate ပါဝင်မှုနှုန်းကလည်းအလွန်နည်းတယ်ဆိုတာကိုသွားတွေ့တယ်နောက် cholesterol လည်းသူ့ထဲမှာအလွန်နည်းပါတယ်နော်ဘယ်လောက်ပဲပါလဲဆိုတော့ကျွန်တော်တို့ဒါကောင်းကောင်းနှုတ်မှုတ်ဖြော်လိုက်မယ်ဆိုရင်ဒီ protein က 8.2 gram ရမယ်ဂဇီဓာတ်က12 gram လောက်ရမယ် fat က0.2 gram ပဲပါတယ်ကယ်လ်ဆီယမ်ဆိုရင်310 mg လောက်ပါတယ်ပေါ့လေဆိုဒီယမ်ပါဝင်မှုပမာဏကလည်းတော်တော်လေးနည်းပါတယ်ဆိုတာတွေ့တဲ့အတွက်ဒီသွေးတိုးရှိတယ်စီးကြိုရှိတယ်ဆိုတဲ့လူတွေမှာစိတ်ချလုံခြုံစွာတောက်သုံးလို့ရတယ်အဲ့တော့ကိုလက်စထရောမြင့်နေသူတွေအတွက်လည်းအဆီတက်မှာကြောက်စရာမလိုဘူးစီးကြိုရှိရင်လည်းကြောက်စရာမလိုဘူးပေါ့နော်ဆိုတော့25 gram ပြည့်အောင်ဖြော်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒါ90 calorie ပါတယ်ပေါ့နောက်တစ်ခုကသူ့မှာပါဝင်တဲ့ပစ္စည်းတစ်ခုက tryptophan ဆိုတာပါဝင်တော့ tryptophan ဒီအေးရေးကိုဝအောင်ကောင်းမွန်အောင်လုပ်ပေးတယ်အေးရေးဝါလို့ရှိရင်ကျွန်တော်တို့လူနာတွေရဲ့သွေးတိုးထိန်းနိုင်မှုစီးကြိုထိန်းနိုင်မှုကပုံမကောင်းမွန်လာတယ်ဆိုတာကိုလည်းတွေ့ရှိရတယ်နောက်တစ်ခုကဒီနိုးမိုကဘယ်ကနေလာတာလဲဆိုတော့ grass fed ကောင်းပေါ့နော်ဒီနိုးစားနွားပေမဲ့ဒီမြက်ပဲကျွေးထားတဲ့နွား grass fed ကောင်းမစ်ကနေယူထားတာဖြစ်တဲ့အတွက်သူ့ထဲမှာ omega 3တွေပုံမှုပြီးပါဝင်တယ်နောက် linoleic acid လို့ခေါ်တဲ့ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ကောင်ပို့ပါတယ်အစာခြေဖြတ်မှုကိုပုံမှုလွယ်ကူစေတဲ့အတွက်သွေးတိုးရှိတယ်စီးကြိုရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဒီကောင်းကောင်းနှုတ်မို့ skim milk powder ကိုစိတ်ချလုံခြုံစွာတောက်သုံးနိုင်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ကတင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသင်မိသားစုရဲ့ပြေဝတဲ့အာဟာရနှုတ်မို့ကောင်းကောင်း